ညာဒါစကိုင်းကဒေတာဖာ3ပါဝင်လာတယ်3ပါကလည်းကျွန်တော်တို့ဒါလူချက်များရဲ့ပစ္စည်းကရောင်းရင်ကုန်တယ်ကျွန်တော်တို့ဒီ3,900တန်လေးတွေပါ3,900တန်လေးတွေဒါအခုဆိုင်မှာဆိုရင်တစ်လုံးလေးကျန်တော့တယ်နော်ဒီဟိုညဖုံးကကျွန်တော်တို့ဒါဟိုတီယိုထင်းရှူပေါင်းသားနဲ့ဒီလိုဒေတာလေးထပ်ရောက်ပါတယ်ကျန်တဲ့ဟိုနှစ်ပါလေးထပ်ရောက်ပါတယ်ထုံးစံတိုင်းပဲအချိန်ကတော့7နာရီထိုးရတော့မယ်ည7နာရီထိုးရတော့မယ်ဒီလိုပဲလေစကိုင်းကြီးဒါလေချီဒီလိုလည်းခေါ်တယ်စကိုင်းကြီးလိုလည်းခေါ်တယ်ဆိုရတယ်လက်ဆောင်တင်ပေးလိုက်တဲ့ကိုတန်းဆိုကျေးဇူးပြုတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်းစားရမယ်။မဟုတ်လေထည့်လိုက်။အေးလေးနည်းနည်းရောက်တယ်နော်။ကြာအေးလေးနည်းနည်းရောက်တယ်။ကြာအေးထဲမှာလည်းဒီလိုမျိုးပြားရည်တွေလေးစကိုင်းရလုပ်တဲ့ပြားရည်တွေလေးလက်ဆောင်ထည့်ပေးလိုက်တဲ့ညီမလေးကိုလည်းအထူးကျေးဇူးတင်ပါတယ်။ထည့်ပေးလိုက်တော့3တကူကတော့ကုန်ပြီ။နော်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။လူကြိုက်များရည်အတန်တော့လည်းကောင်းတယ်။ဒီစီ quality လည်းကောင်းတယ်။စကိုင်းကိုဆိုပြောပြရမလို့ဘူးစကိုင်းကိုပြောပြရမလို့တဲ့အပြင်ဟိုမှာဈေးနှုန်းလေးရလဲ3,900နဲ့ရမယ်ညနေခေါ်လည်းချင်းစုပုံပြမယ်ဆိုတော့ဒီကြိုက်များတယ်နောက်နေ့လည်းကျွန်တော်ဆောက်ဝင်မှုရှိပါသေးတယ်ကျွန်တော်ရမဟာsorry ရတနာမဟောရဲ့A1 ရဲ့2မျိုးနောက်နေ့ဆက်ဝင်မှုရှိပါတယ်ဒါလေးကတော့ကျွန်တော်တို့ဒါဒီ rotation ပုံနဲ့လုပ်ထားတယ်ဟောဒိန်းတော့လည်း limit သားတော့ဗျာဟောဒီလိုဦးလေးတွေဒါလေးရောက်ပါမယ်နောက်ပြီးတော့မနေ့ကမှာ NG လဲဝင်မယ် NG လဲထောက်ဝင်မယ်နော် NG လေးပြောင်းပြီးလာ NG ကကြတော့လောဆိုတော့ဒီ model လေးပဲရှိတော့မယ်မနေ့ကမှာ NG လဲ GDC ရဲ့ပစ္စည်းစုံထည့်ရောက်မယ်နောက်ပြီးတော့ကိုတစ်စိတ်လဲကျုံးမှာလက်ချက်မရှိတော့ဘူးကိုယ်နဲ့လည်းထိုက်ရောက်မယ်နော်ကိုကနှလုံးဝက်ချက်မယ်ထိုက်ရောက်ဖို့ရှိပါတယ်ညီကိုလေးတွေအားလုံးကျွန်တော်အစာသုံးဖို့တော့မပြတော့ပါဘူးအခုလိုကြည်ပေးတဲ့ညီကိုလေးတွေတယောက်ချင်းများကိုလည်းအခုကျေးဇူးတင်ပါတယ်နေ့စဉ်နေ့တိုင်းဒါလီနဲ့ရုံးစကြောသွားဝေချေချင်ပြီးတော့မှာရရဖြစ်အရောက်ဝင်ချင်းနဲ့မှာရရဖြစ်ဆိုင်ဝင်လာပြီးကိုရဲ့ညီလေးဖြစ်တူးချက်ဆိုဒီတိုင်းကိုကျွန်တော်တို့မွေးလူတွေကနေပြောနေပြီးအထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ညီကိုအားလုံးပဲမင်္ဂလာကြချမ်းလေးဖြစ်ပါစေ။